吃呢把那帮他嘞，吃呢，是一呢帮他了，吃一说吃，吃一吃，吃一吃，အဲ့လိုတက်ထွက်တယ်ပြန်ပြမယ်နော်စားတာဘယ်လိုစလုံးပေါင်းလဲဆိုရင်吃一吃စားတယ်နောက်ခုတောက်တာကြတော့ဟနဲ့နဲ့ပေါင်းထားတယ်ဟဆိုဘယ်လိုထွက်မလဲဟုတ်တယ်ဆိုတော့နောက်ခုဝေတာကိုကြတော့မော်နဲ့ဘာနဲ့ပေါင်းထားလဲလို့မျိုးမော်နဲ့အိုင်လားအိုင်လားဘယ်လိုသွားမလဲမော်ဟုတ်တယ်မော်အိုင်ဆိုဘာမလဲမိုင်းဟုတ်တယ်မိုင်းဆိုတာရောင်းတာမောအိုင်မိုင်ဟုတ်တယ်နောက်တစ်ခုမော်နဲ့နောက်တစ်လုံးအိုင်ပဲပြန်လာတယ်သူကဘယ်တန်သွားလဲမော်နဲ့ဗာနဲ့မော်အိုင်မိုင်ဟုတ်တယ်မော်အိုင်မိုင်ရောင်းတာဝယ်ဆိုရင်3တန်ရောင်းနေဆိုရင်4တန်3升နဲ့4升ပေါ့နော်အဲ့ဒါတခုကြည့်တာကြတော့ခနဲ့ဘာနဲ့ပေါင်းထားတယ်တို့ခကြတော့အန်လားဟုတ်တယ်ခအန်ဆိုတော့看ဟုတ်တယ်ခအန်ဆိုတော့ကြည့်တာနောက်ခုချီနဲ့ဒီမှာကျတော့ U ကိုပေါ့နော် Q ရဲ့အနောက်မှာတော့ Q ရဲ့အနောက်မှာတော့ U ရှိနေရဆိုရင်သူ့ကို W လို့အတန်မထွက်ဘဲနဲ့ဘာလို့ထွက်ရမလဲဆိုရင် U လို့ထွက်မယ်ပြန်ပြမယ်နော် U က Q နဲ့ J ရဲ့အနောက်မှာရှိနေတယ်ဆိုလို့ရှိရင်သူ့ကို U လို့အတန်မထွက်ဘဲနဲ့ W လို့အတန်မထွက်ဘဲနဲ့သူ့ကို U လို့အတန်ထွက်မယ် U ဟိုဆက်လေးနဲ့ဆက်ပေါ့နော်အဲ့ဆက်လေးနဲ့ဆက်ဖြုတ်ထားပါပေါ့နော်ဆိုတော့ချီရွေဆိုတော့ဘယ်လိုထွက်မလဲမလို့去ချွေပြန်တော့တလုံးကကျတော့ဟနဲ့ဝေနဲ့ပေါင်းထားတာဟဝေဆိုတော့ဘယ်လိုတန်ထွက်မလဲမလို့ဝေးဟုတ်တယ်ဝေဟဝေဆိုတာပြန်လာတယ်ပြန်သွားတယ်ဟုတ်ပြီနော်ဥပမာဆိုဝေချွေဆိုရင်ပြန်သွားတယ်ဝေလိုက်ဆိုရင်ပြန်လာတယ်အဲ့နော်ဝေဆိုတာပြန်သွားတယ်ပြန်လာတယ်အဲ့လိုပြောချင်တာကဲရမနော်အဲ့ဆို verb လေးတွေအမှလိုက်ပါမယ်နော်ဆိုအသေးလေးလို့အရင်လိုက်ပါမယ်နော်吃一吃吃一吃吃一吃吃一喝喝喝喝喝摸爱买မောအိုင်မိုင်း摸爱买မောအိုင်မိုင် 摸爱卖မောအိုင်မိုင် 摸爱卖မောအိုင်မိုင်可按看ခဲအန်ခန့်可按看ခဲအန်ခန့်请运去ချီရွေရှု请运去ချီရွေရှု喝维回ဟာဝေဝေ喝维回ဟာဝေဝေ Okay